ပို့လိုက်တော့ဘလို့ဖြစ်သွား ကိုခုမယ်နော် ဟုတ်ပြမှာ editing နဲ့ဆက်မှန်လေ အမိုးဟောဘောဆိုရင်ညာကြီးကမစားတော့ပူမဲချထားအောက်ချထားဟုတ်တယ်ကိုင်းချင်းမလေး တန်ရဘာလို့အလို့ကြီးတွေတန်းရနာပြောဝဲတန်လေး ဟုတ်ပါဘူးအောက်ချထားအောက်သူ့အမူလာကမြင်လာပြေလာပါလေတခုတော့တော့လေကြောက်ဘလား မလာဘူးရဲ့ မမ ဟုတ်ကဲ့ဖေးပေးပါမယ်ခဏလေးနေပါ ဘိုင်းလေလိုပါစေရောလိုက် ညာနေရော အဲ့ပြနေသားနဲ့ရော နေသားနဲ့ ဒီခေါ် အေးရမှောက်ပလိုက်ဂျိုင်းနဲ့မတိုင်းပါ ရောင်းထားလိုက်ပါလာပြောအောင်ထားလိုက်ပြတာ ဒီကနေ့လည်းဆိုခဲနေလားဟုတ်လား အနက်ညာဘုံလုံးမရ ဟိုလောက်ရအောင်လို့ဟိုစတီးစလုံးလေးကိုထည့်ပြီးရင်းနှီးနဲ့ထည့်လိုက်ပြီးညာရဲ့ကြီးတာပါသေးတယ် အဲ့မုံလာမွေးတွေကိုဘယ်နဲ့ရှင်ဒီမုံနဲ့အဲ့ကြည့်ရောဟမ်ကြည့်ပါယူဟုတ်လားဒူ ဒါဟိုလို အမေယောအဲ့ဒီဘယ်လောက်ကဘယ်နှခါရိုက်မှာတော့ ဆက်ဆက်ရင်နောက်ပြောင်းမှာ editing နဲ့စိတ်တာလေ တဲ့လက်စင်မယ်သူကပဲတဲ့ထောင်းလည်းထောင်းမအားတော့လာမရဘူး This menu is ကြိုက်ဆုံးတော့ဒါပါပဲ ညာထဲမှာဆင်ပြေရသည်လား အားရှိရတူပြလိုက်အဲ့ဒါသူပြီးလေအသားကြီးလေစပိုးသားမရလိုက်တာဂုံဂုံကြီးပါတော့ပါတယ် ကဲတီ တို့ဒီဘက်တိုးစားမှာ ဝဲ ဒါလေးကတော့အနေနဲ့ပဲနဲ့ အစီဝေးလေပါကတော့အပြိုကြီးနဲ့ ဒါလေးကတော့ဘက်ကပြရည်လေးပေါ့နော်နဲ့တာကိုင်း ကြောညာဆရာဒီဘက်ကတော့အိုးစကြီးကအိုး ဟိုတကြီးပဲကြီးရောဒါတော့မိတို့တဝင်းဝင်းနဲ့ဟိုတကြီးပါ စားတော့ကဲ ဒီပရိထိုင်လာလေးလာဟိုဘက်ကို စားတော့ကဲဒီကတော့ဒါနောက်ဆုံးမှာပွဲထုတ်တဲ့မမနောက်ဆုံးမှာ အမေအဲ့ဒါပြောင်းမှုလေးပါရှင် ပြောကြည့်ထိုင်ခါပဲပေါ်နာပြောကြည့်ထိုင်လိုက် ဒီလိုပွားနိုင်ဒီလိုပွားနိုင်ကျောင်းမနဲ့ပြီလားနဲ့ပြီလေတော့ညွတ်ထည့်ရပါမလားကျောင်းကဟိုပါ တော်ပြီ အဲ့ဒီရွေးပွားတယ်တော့ပြီးတဲ့ထည့်တော့တယ်အဲ့ဒီလိုလေးတစ်ခါမှမရတယ်ဒါလေးတစ်ခုပူလားကြက်ရပူလေဆိုတာသိရနော်ကြက်နဲ့ဆက်တွဲအေးဆက်တွဲကြက်ရပူလေရေးလာဟိုမှာနေလိုက်နေလိုက်နေနေအဲ့တော့ဒါကိုခဏထားလိုက်မယ်နော်အေးထားလိုက်ရောဘာလို့လဲဒီမှာပဲထည့်လိုက်မယ် ခေါက်ဆွဲနောက်မှနေခေါက်ဆွဲနောက်မှနေအဲ့ဟိုရွက်တွေဝါတွေပေါင်းတစ်ခုနေပြီးတော့ခေါက်ဆွဲနေပေါင်း ထည့်ပြီးပါဥက္ကဋ္ဌ လုံးပဲလုံးအဲ့ရှူလိုက်ချ ဒါထည့်လိုက်နော် အရွက်ကထည့်ပြီးလား ကျော်ရောင်းမှာဟို ဟာတို့တို့ဒီလည်းမရောက်တော့ဘူးလား မလေးနောက်ဆုံးမှာ စောင့်နေရလားမွေထဲဦးနော် ကျွမ်းနေကဝင်နေတယ်ရော 3ယောက်နေရဘသူလက်ရအကောင်းတဲ့တော့ဆိုတာကို ကိုတည်းကနေတယ် မနေဘူးရေအဲ့တော့မနေပါ စပင်းလေးပါထည့်ပြီးနေပြေးလိုက်မယ်အလေးအမို့ထည့်ပြီးလားအမို့ဒီလေးကြိုက် အ
အမေကတွေ့ဘူးလား တစ်ဆက်လွားကောင်းတယ်မို့လား အမေကအဲ့ကြောင့်တည်းရတယ် ရွာပြောချင်တာနည်းနည်းဟောင်း ကောင်းတယ်တို့ကအမလေးရင်ဝင်းမှန်နေလား ယူဝဲမယ်လား ဟုတ်တယ်တို့တို့ပြတဲ့နန်းပြည်စားလာတော့လာလို့တဲ့ ကဲပါမချမ်းရဲ့အဲ့အပီးပီးသားတွေတော့ နိုင်ပါရဲ့ဘွေးဒါရက်ဘွားရက်ရက်ထဲမှာရောလုံးထဲမှာကိုမနရကြံနေရလေခွန်းမှာကြောင်မှုတကောကြံနေရအတော်ပြင်လဲသားရက်ကိုခလိုက်အမှုဒီခွာလောက်လိုက်ရောနင်းလုံးတိတ်တာရေးစက် နောက်တစ်ပွဲပဲမအောင်တင်နေတာ ဒါဆိုရှော့လိုက်မယ်လေးပါမမနေရနေဟာလေး ရပြီရပြီ ဒါတော့ အမေရှို့အသားမထဲရတယ် အမိုးထည့်လိုက်အေးခွဲလိုက် ဒီထဲတော့ကထနာဒီမှာတောင်းသွားတာ ခုမလေးခုမတဝိုင်းလား ရတော့အများကြီးပဲနော် နေနိုင်မှာမလားဟဲ့ အားကောင်းမောင်းတန်မခိုင်ကျော် ရဲဦးထဲနေလိုက်စီထည့်ပေးလို့မယ်လဲမယ်ခုနဲလို့ရရင်နော် မွေ့ ဒီနှစ်ဖက်ကင်မယ်လောက်ထက် ဝါ မွေ့ထည့် အဲ့စီထားကြလေးစားရ ဟောဟောအသားများသွားလားအသားကြီးရလား တော့ပဲအဲ့လားရိုက်လားသူစားအောင်လုပ်တာနေမှာနေလားဟုတ်တကယ်ရွက်တယ်နည်းနည်းဤလုံးပါငါနောက်နေလိုက်ရ ရောနော် ထည့်ပြီးမှတော့လည်းဆောင်းပါတော့ဒါတော့နောက်ဆုံးလက်ကျန်ဟင်းချိုရီအိုးကြီးပါ လိုက်လား ဟုတ်